အားလုံးမြင်လာပါခင်ဗျာတော်ဘလော့ကနေပြန်ကြည့်လိုက်ပါတယ်ရတိပြန်ကူမှာရှိတဲ့အားလုံးအင်းအကြောင်းလေးကိုရှင်းပြပေးထားတာဖြစ်ပါတယ်ခုရှိမှာဝါဖောင်ခင်ရှိပြီးတော့ဝါဖောင်တစ်စီကိုဒီမှာ3000ချက်ပြည့်မှာရနေပါတယ်သူများတွေကိုဆိုရင်ဗီဒီယိုလက်လာလေးရိုက်ပြတတ်ပေမဲ့ကျွန်တော်ကလေးတခြားသူရိုက်ခိုင်းရတာဆိုတော့ခုလိုမျိုးလက်တွေချီးတွေပါလာတာပေါ့နားကြည့်ပါခင်ဗျာအားလုံးအင်းအပြင်ဘက်ကိုလင်းမယ်ဆိုရင်တော့ခုလိုမျိုးရတယ်ကို comment ပေးပါရခင်ဗျာရမ်းလိုက်ပါဖောင်လက်စီကို9ရောက်ဖြစ်ဖြစ်10ရောက်ဖြစ်ဖြစ်လိုက်ပါစီးနေလို့ရှားပါတယ်ကိုချက်ချက်ထပ်ပေးရအောင်လာလေတော့တူတော့တော့တဲ့အထင်ရတောင်းဆွဲတဲ့ဒီပေါ့ခွေချင်နေခုလိုတော့ပုံတက်လာလေးရိုက်လို့ရတဲ့ photo spot နေရာတုံးလို့ဒီစီမံပေးထားပါတယ်ဘိုးရွာလေးလက်ပတ်ထားတာဆိုတဲ့အတွက်အေးရစစ်တော့ဖို့မနေနဲ့နော်ခေါင်းစီးချင်တော့အဲ့တဲ့အနေထားကိုမတည်ပြီးတော့မိနစ်30နဲ့40နာရီအချိန်ပေးထားရမို့ကောင်းကောင်းလေးလုံလောက်ပါတယ်ခုလိုအဆုံးထိတ िश ပြီးတော့ကျေးဇူးများတင်ပါတယ်နောက်ပြန်ပြန်ဆောင်ကြပါစို့ bye bye